ဒီနေ့ကတော့မြောက်တကုံကခိုင်ဆူဆူမှာထမင်းသွားစားပါမယ်။ဆိုင်ကတော့မြောက်တကုံကဘုံမှုပါထူလမ်းမပေါ်မှာပါ။ရောက်ပြီဆိုတာနဲ့ကောင်တာကိုအရင်သွားပြီးတော့ဟင်းသွားရွေးမယ်။ဟင်းတွေကတော့လေအမျိုးစုံပဲ။အရန်ဟင်းကိုကြတော့2မျိုးချတာပေးတယ်။ကြိုက်တဲ့လောက်ထည့်ပြီးကြိုက်တဲ့လောက်စားလို့ရတယ်။အားတော့မကြည့်တတ်တိုက်ကျဲကတော့ဒီနေ့ငခုကြောနဲ့လေးနဲ့စားမယ်ခုကျော်မမေဖိုက်တရှိနေတာဘေးကကြတော့ငပြရေချောငပိရေဒါကြတော့ငပိချက်လာခင်းနေကြလားမသိဘူးပြီးတော့ငပိတောင်းနဲ့တိုးစရာအစုံနဲ့ချပေးတာသေးတယ်ဒီကငပြရေချောစားလို့ပါရေးနေရပြီသူ့ရဲ့ငမြရေကျော်လေးကစားလို့မစိုးကောင်းတယ်ငခုရဲ့အမီပိုင်းလေးကတော့ကျွတ်တယ်သူကငခုကိုလေစက်သွန်နေများငှုတ်သီးများနဲ့ကြော်တာဆက်ဆက်လေးဟင်းရည်လဲချပေးရသေးတယ်ဟင်းရကြတော့ကြက်ရိုးကိုကြောက်ဖြုံတင်လာမသိပြုတ်ထားပြီးအပေါ်ကနေပြီးတော့လေတရုတ်နဲ့နန်းလေးအုပ်ထားမှုမွေးလေးဒီနေ့ကကြတော့လေဟင်းမှာတက်တိုက်ဆန်ဆန်3မျိုးလုံးကလေငါးဟင်းဖြစ်သွားတယ်ငပဲရယ်ငကြီးရယ်ပြီးရင်ကျဲကြိုက်တဲ့ငခုကြော်ရယ်ကျဲတို့မှာဟင်းတွေကကြတော့တပွဲကို12000တချို့က1000ခွဲကြတယ်ဘေးကဘယ်လောက်လဲတော့သိချင်မှမမီတော့ဒါတော့ဘေးကအရန်ဟင်းတရက်ချင်တော့ဒီမှာကျတော့လေအသားငါဟင်းတပွဲမှာမယ်ဆိုလို့ရှိရင်သူကဘေးကအရန်ဟင်းနေငပိရီတိုးစရာတွေပြီးတော့ဟင်းရည်တွေအဲ့ဒါတွေအကုန်လုံးကအဝစားပဲသူ့ရဲ့လေတရက်ချင်တုံးလေးရလေအီပြေးပြီးတော့လေထမင်းမိန်နေနောက်အရန်ဟင်းတစ်မျိုးကကြတော့ဒီငရုတ်တီးကိုကြော်တာငုတ်တီးကကြတော့လေသူအတောင့်အရှည်ကြီးတွေကိုကြော်တာစက်တော်နေနဲ့စက်တယ်ဟိုလိုမျိုးကြီးလေးစက်ပြဲလန်နေရမျိုးတော့မဟုတ်ဘူးစားလို့မစိုးနေ့လေထမင်းစားချိန်ကိုကွက်တီရောက်သွားတာမဟုတ်လေဆိုင်ရတော့လူများတယ်ဒါလေးကတော့အချိုပဲတာကူနဲ့ကစုံပါဒီဆိုင်မှာကျတော့လေဘေးနားနေပြီးတော့ side dish တွေပြီးရင်ငပိရည်တွေတိုးစရာတွေငမြားရေးကြောတွေအစုံချပေးတဲ့အပြင်စားပြီးသွားလို့ရှိရင်လည်းအချိုပဲပါချပေးသေးတယ်